ခဲ့ပါရှင်ကင်ဆာယောဂဆိုတာတော့ဗောနော်ဒါတော့ကျမတို့ကင်ဆာဖြစ်တယ်ဆိုတာတော့အကြောင်းမျိုးစုံရှိပါတယ်တချို့ကလည်း genetic လို့ခေါ်တာဗောနော်ကျမတို့ရဲ့မျိုးရိုးဗီဇတွေအရောက်မိဘမှာကင်ဆာဖြစ်တယ်ဆိုသားသမီးမှာလည်းကင်ဆာဖြစ်နိုင်ခြေရှိတယ်ဗောနော်ဒါလည်းတစ်ပိုင်းဗောနောက်တစ်ခုကတော့အခုပြောသလိုဗောကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာ cell တွေကဆိုရှင်ပြောင်းလဲသွားတာမျိုးဗောနော်ဥပမာအားဖြင့်ကတော့အဓိကအားဖြင့်ကတော့ diet နဲ့ဒီ lifestyle လို့ခေါ်ပါတယ်ကျမတို့အဓိကပြောင်းလဲစေတဲ့အချက်တွေကဥပမာအစားအသောက်တွေရဲ့နောက်တော့မှကိုယ့်ရဲ့နေထိုင်မှုပုံစံတွေပေါ့ဒါကြောင့်မို့လဲကျမတို့ကကင်ဆာတွေဖြစ်တယ်နောက်တတိယချက်ကတော့ကျမတို့ရဲ့ဘေးပတ်ဝန်းကျင်ပေါ့နော်ဥပမာဒီပတ်ဝန်းကျင်မတတ်နာမျိုးလို့နောက်တစ်ခါကြာလို့ရှင်ကျမတို့လေထုမတတ်နာမျိုးလို့နောက်တစ်ခါကြာလို့ရှင်ကျမတို့ကဒီ environmental လို့ခေါ်တဲ့အချက်တွေပေါ့နော်ဥပမာကိုလုပ်တဲ့အလုပ်တွေကဒီ chemical တွေနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရတယ်ပေါ့နော်ဒါတွေကြောင့်မို့တော့ဒါများသောအားဖြင့်ကတော့ကျမတို့ဒါကင်ဆာဖြစ်တဲ့အကြောင်းလို့တော့ပြောလို့ရပါတယ်ရှင်နော်ဒါပေမဲ့လည်းကျမတို့ရဲ့အဓိကဖြစ်တဲ့ပေါ့နော်ဥပမာအစားအသောက်နဲ့အနေအထိုင်ကတော့ဒါလေးကလည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမတို့ကကာကွယ်လို့ရပါတယ်။ဂျန်တဲ့အချက်တွေကတော့ကျမတို့ခုပြောသလိုပေါ့ genetic ကြောင့်ဆိုလို့ရှိရင်သိပြီးတော့မှတော့ကာကွယ်လို့မရဘူးပေါ့နော်။ဒါကြောင့်မလို့ကျမတို့ကာကွယ်နိုင်တဲ့အချက်တွေဖြစ်တဲ့အစားအသောက်တွေနဲ့ကာကွယ်မယ်ပြီးတဲ့အခါကျကျမတို့ရဲ့ပေါ့နော် lifestyle လို့ခေါ်တဲ့နေထိုင်မှုပုံစံမျိုးနဲ့တော့ကာကွယ်လို့ရပါတယ်ရှင့်နော်။အဲ့တော့အဓိကကတော့ diet မှာတော့အခုပြောသလိုပါပဲစားတဲ့စားမှာဆိုတော့ကျမတို့အတက်နိုင်ဆုံးကတော့ကျမတို့သဘာဝအစားအစာတွေပေါ့နော်စားဖို့အများကြီးအရေးကြီးပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမှာကျမတို့တွေမှာပေါ့နော် organ တွေလို့ပြောလို့ရှိရင်တော့ဒါပစ္စည်းတွေပေါ့ဥပမာသအိမ်တို့လိုမျိုးသားမြတ်တို့လိုမျိုးပေါ့နော်သားဥအိမ်တို့လိုမျိုးဒါလေးတွေကတော့အပိုပေါ့ဒါကျမတို့အမျိုးသားတွေနဲ့မတူတဲ့အချက်တွေပေါ့ဒါတွေကလည်းကင်ဆာဖြစ်နိုင်တဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စားတဲ့အခါမှာတော့အဓိကကတော့ chemical ပါတဲ့အစားအစာတွေကျမတို့ short စားဖို့အရေးကြီးတယ်နောက်ပြီးတော့မှအစီအစိတ်တွေပေါ့အထူးသဖြင့်ဆိုရင်ကျမတို့တွေကမိန်းကလေးတွေကများသောအားဖြင့်ဆိုစိတ်နာတွေကြိုက်တယ်ပေါ့နော်ဥပမာဟင်းအနှစ်ကြိုက်တာမျိုးတို့နောက်ပြီးတော့မှတခါကြလို့ရှိရင်ဝက်သားဆိုအစီတုံးကြိုက်တာမျိုးတို့အချိုလေးတွေကြိုက်တာမျိုးဒါမျိုးလေးတွေကလည်းဒါခန္ဓာကိုယ်ဝစီတဲ့အပြင်ကိုဒါကျမတို့ကင်ဆာဖြစ်စေတဲ့နှုံးတွေကလည်းတက်စေပါတယ်ဒါကြောင့်မလို့ဒါလေးတွေအကုန်လုံး short ပေးဖို့အရေးကြီးပါတယ်နောက်တစ်ခါတော့အမျိုးသမီးတွေမှာတော့အရက်တောက်တာတို့ကျမတို့ဒီဆေးလိပ်တောက်တာတော့နည်းပါတယ်ဒါပေမဲ့နည်းပေမဲ့လည်းအခုပြောသလိုမျိုးပေါ့ကွန်းစားတာမျိုးတွေရှိနေတယ်နောက်ဆိုဂျူးတောက်တာမျိုးတွေရှိနေတယ်နောက်ပြီးတော့မှတခါဆိုလို့ရှိရင်တော့ပြောမယ်ဆိုတော့ဒါပေါ့နော် chemical များတဲ့အချိုရည်တွေပေါ့နော်ဒါလိုတွေတောက်တာမျိုးတို့နော်နောက်ကျမတို့အခုခေတ်ပေါ်တဲ့ chemical တွေများတဲ့မာလာရှန်ကောတို့လိုမျိုးပေါ့နော်ဒါလိုမျိုးတွေတစ်ချိန်လုံးစားနေတာမျိုးဆိုလို့ရှိရင်လည်းဒါကင်ဆာဖြစ်နိုင်ခြေကတော့အများကြီးရှိပါတယ်ရှင့်နော်ဒါမျိုးတွေလည်းဆိုရှင်နေထိုင်ရမှာဒါလေးတွေကိုပေါ့နော်ရှောင်ရှားပြီးတော့မှအတက်နိုင်ဆုံး short ပြီးတော့မှစားမယ်ဆိုလို့ရှိရင်တော့လေဒါကင်ဆာဖြစ်နိုင်တော့လျော့သွားတာပေါ့နော်အဲ့လိုတွေရှိမယ်နောက် lifestyle ပေါ့နောက်ကျမတို့အမျိုးသမီးတွေမှာအသက်ကြီးလာပြီဆိုရှင်အများသောအဖြစ်ကတော့နေဝလာတက်ကြပါတယ်နော်အဲ့လိုဝလာတာနဲ့အများကျမတို့တွေကဘာဖြစ်လဲဆိုလှုပ်ရှားမှုကလည်းနည်းသွားတတ်ပါတယ်ဒီလိုလှုပ်ရှားမှုနည်းတာချင်းကလည်းကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့်မလို့အတက်နိုင်ဆုံးပေါ့နော်ကျမတို့တွေကဒါပေါ့လှုပ်ရှားမှုကိုများအောင်ဆိုပြီးတော့မှဒါအနည်းဆုံးတစ်ရက်ကိုတော့တစ်နာရီလောက်လမ်းလျှောက်ပေးတာမျိုးပေါ့နော်တခြားအသက်ကြီးလို့လေ့ကျင့်ခန်းမလုပ်ရင်တော့မှပေါ့နော်ဒီလိုလမ်းလျှောက်တာလေးနဲ့တော့ကျမတို့တွေကဒီဇိုင်းမှတ်ပေါ့နော်ဒါလိုလေးလျှောက်ပေးမယ်ဆိုရင်တော့ဒါပို့ပြီးတော့မှအဆင်ပြေပါတယ်လို့တော့ပြောချင်ပါတယ်ရှင်